ပုံမှန်1 bedroom ထက်ကိုပို့ပြီးတော့ single ခန်းလေးတစ်ခန်းအပိုပါတဲ့ Astra Infinite ရဲ့1 bedroom plus လေးဖြစ်ပါတယ်ဒီခန်းလေးကို single bedroom လေးအနေနဲ့လည်းပြင်လို့ရတယ် office လေးအနေနဲ့လည်းထားလို့ရမယ်ဒီခန်းကနေ veranda ကိုလည်းထွက်လို့ရပါတယ် aircon တစ်လုံးပါမယ် living room နဲ့ဒီ plus room လေးကြားကိုတကားလည်းပိတ်ထားလို့ရတယ်ဒီမှာတော့ living room space လေးဖြစ်တယ်ဒီ TV စင်နဲ့အနည်းချင်းတိုင်းမှာ sofa ပါမယ် living room အတွက် aircon တစ်လုံးကိုလည်းဒီမှာတွေ့ရမယ်ဒီဘက်ကတော့ master bedroom ဖြစ်မယ်ဒီမှာဝတ်စားပြီးတော့ကတင်းနဲ့ bedside table တစ်စုံပါမယ် bedroom အတွက် aircon တစ်လုံးပါမယ်ဒီမှာတော့မှန်မရင်းမောက်ကြီးကိုဖွင့်လို့ရပါမယ်ဒီဘက်မှာတော့ရေချိုးခန်းအိမ်သာbedroom တွေကလည်းဝင်လို့ရမယ်ဒီ hallway တွေကလည်းဝင်လို့ရအောင် double access လေးဖောက်ထားပေးတယ် basin အောက်က cabinet မှန် cabinet toilet နဲ့ shower chef လေးပါမယ်ဒီဘက်မှာတော့ kitchen နဲ့ dining area L shape counter cabinet တွေပါမယ် hot stove basin နော်ဒီ washing machine ထားမယ့်နေရာလေးကိုလုပ်ပေးထားတယ်ဒီမှာကတော့နှစ်ယောက်စာ dining table လေးထည့်ပေးထားတယ်ဒီတကားဝင်ပေါက်လေးမှာလည်းရေခဲသက်တာထားမယ့်နေရာနဲ့ဒီမှာ display shelf လေးနဲ့အောက်မှာဖနက်စင်လေးထည့်ပေးထားပါတယ်ဒါကတော့ Astra Infinite ရဲ့1 bedroom plus အခန်းလေးဖြစ်ပါတယ်37 to 39 square meter ရှိမယ်ဈေးနှုန်းအဖြစ် Thai baht 4 million ကနေစပါတယ်ကျေးဇူးတင်ပါတယ်